လုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယခုဖတ်ပြပေးမှာကတော့ဆ iam မိချမ်းဝေရေးသားသောစီမခန်းသေးတဲ့မိစာဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ခင်ဗျာဝတ္ထုတိုလေးကဖတ်ပြခွင့်ပြုပါရန်ဆ iam နဲ့တကွာသက်ဆိုင်သူများအားလုံးအားယိုသေးလေးစားစွာဖြင့်ခွင့်တောင်းအပ်ပါသည်ခင်ဗျာစီမခန်းသေးတဲ့မိစာဖြတ်ကနေအိယာကနိုးလာတော့ရုတ်တရက်မထားသေးပဲအဖိုးကိုစဉ်းစားနေတယ်ဒါဟာနေလားညလားအခုတလောနေ့နဲ့ညကိုအဖိုးကိုမှားမှားနေတယ်မှတ်ညံတွေကမကြည်လင်တော့ရှုပ်ထွေးနောက်ကြည့်နေတာနဲ့စဉ်းစားချင်တာကိုတော်ယုံနဲ့စဉ်းစားလို့မရဘူးဖြစ်နေတယ်အင်းလေမစဉ်းစားတာပဲကောင်းပါတယ်မစဉ်းစားပဲအာယုံနဲ့ဝဲလာတာကစီးသွားခြင်းနဲ့ဆန္ဒတေးကြတယ်စီးသွားခြင်းနေပြီမြန်မြန်ထားမှာမြန်မြန်ထားပါမယ်ဆိုမှဘယ်မှာမြန်မြန်ထားလို့ရလို့လဲအဖိုးကိုအယိုးကိုမတည်နိုင်တာကြားပြီထားမယ်ဆိုဖြည်းဖြည်းနားလိုက်တာဒူကောင်ကြီးကကွဲထွက်မတက်ကြိုက်နေတာခြေထောက်တွေလည်းတင်းဆွဲဆွဲကြီးဖြစ်နေတာကြားပေါ့ဒီတော့ထားမယ်ဆိုဖြည်းဖြည်းဒီလိုဖြည်းဖြည်းလုံနေတာနဲ့ပဲစီးတွေကထွက်ကြကုန်ပါရောခြေရဲမှာရှိတဲ့ပစိုးတစ်ထည်ကိုယူပြီးဆွဲတုပ်လိုက်တယ်ပြီးတော့တုပ်ပြီးသားနန်စော်နေတဲ့အပုံနဲ့ပြစ်ထည့်လိုက်ပြီးအပြင်ဘက်ကိုနားဆွလိုက်တယ်သမီးပြန်လာပြီလားအဖိုးကအတူနေသမီးကိုချစ်လဲချစ်တယ်ကြောက်လဲကြောက်တယ်သမီးကသူ့ဝေယဝက်စာကိုလှုပ်လဲလှုပ်ပေးတယ်ပြစ်တောက်လဲပြောတယ်အခုလိုရုံးကမောမောပန်းပန်းနဲ့ပြန်လာချိန်ခြေရင်မှာသေးဆိုပုံကြီးကစီးကြိုတဲ့အခါမှာပေါ့သမီးကမောမောနဲ့သူ့အညစ်အကြေးတွေကိုရှောနေရတာသူစိတ်မကောင်းအဖိုးကိုတစ်သက်လုံးဘယ်သားသမီးကိုမှဒုက္ခမပေးခဲ့တာပတ်ဝန်းကျင်တရလုံးအတီးသမီးကိုသူစိတ်တိုင်းမကြတာတွေအများကြီးကြောင်မပြေသေးပဲပညာရေးတပိုင်းတစားနဲ့အိမ်အောင်ကြခဲ့တာကြားတဲ့အိမ်အောင်ကလည်းလက်ကြောမတင်းအရက်ကလေးတမြမြပေါ့စားမှုအဖိုးအိုမျက်စိနဲ့မတွေ့တာအမှန်ကိုသားသမီးကိုမပြတ်လို့ပြန်လက်ခံလိုက်ရပေမဲ့ဒင်းနဲ့ကြတော့စကားလက်ဆောင်ကြဖို့ဝေးမျက်လုံးနဲ့တောင်မဆိုင်ခဲ့ဘူးသမီးကအိမ်အောင်ကြီးကံမကောင်းရှာဘူးသားလေးတယောက်ရပြီး၄-၅နှစ်အရွယ်ရောက်လာတော့သူတို့လင်မယားကွဲပါရောအဖိုးအိုမှာကြိတ်ပြီးဝမ်းသာလိုက်တာလေဒါပေမဲ့အဖိုးအိုအကဲမရလာဘူးသားလေးတယောက်နဲ့သူ့သမီးဟာအရွယ်ရှိသေးတယ်ငယ်ရုပ်ကိုမမီတော့ပေမဲ့လှလဲလှနေသေးတယ်အခုတလောအဖိုးကိုစိတ်တွေရောက်ရက်ခတ်နေတာဒီအကြောင်းတွေလည်းပါတယ်အဖိုးကသူ့သမီးလမ်းများနေတဲ့ကိစ္စကိုမယုံဒီမျိုးကလေးမှာကမိုးလင်းတာနဲ့ဘယ်အလုံးကောင်းလဲအပူလားအခွာလားဆိုတာနဲ့အိယာထားတဲ့မြို့ဆိုတော့သူ့သမီးစိုက်ကားတစ်စီးနဲ့အဲ့ဒါတွေနောက်လိုက်နေတာအဖိုးကိုတဲမကြိုက်ချင်ဘူးဒါကိုအကြောင်းပြပြီးနောက်ွယ်မှာအဖိုးကိုလိုက်မမီတဲ့ကိစ္စမျိုးဖြစ်နေပြီလားအထူးသဖြင့်ငွေကြေးအခက်ခဲကြောင့်ခြံတဝက်ကိုပိုင်းရောက်လိုက်ပြီးကြတဲ့ကအဖိုးအိုစိတ်တွေမတည်မငြိမ်ဖြစ်နေတာခြံနဲ့နောက်ရောက်လာတဲ့လူတစ်တွေကလက်ဖက်ရည်ဆိုင်ဖွင့်တဲ့တစ်ချိန်လုံးဂေါဂေါဂူအတန်တွေအပြင်ဘောလုံးပွဲရှိတဲ့ရက်ဆိုဂိုးဆိုတဲ့အတန်တွေကအဖိုးအိုကိုနှိပ်စက်သေးတယ်တကယ်ဆိုအဖိုးကိုနားမကြားတာ10နှစ်လောက်ရှိပြီမျက်စီကတော့အကောင်းသွားလဲစားလို့ဖြစ်သေးတယ်ခတ်တာကနားမကောင်းတော့ကြားချင်ရကြားသူများကြားစီချင်တာဆိုမကြားသူများမကြားစီချင်တာဆိုကြားခတ်ပဲခတ်ရချီဘာလန်တွေလဲဟာအိမ်အပေါ်တက်မှာဟိုအကောင်ရောက်နေတာလားအလကားကောင်ခွေးသခိုးကလေးကလွင့်မဟုတ်ပါဘူးဖေရဲ့အဖေစိတ်ထင်လို့ပါအိမ်ပေါ်မှာဘာကောင်းမှမရှိဘူးဟာဖေကလည်းမဟုတ်ကပတ်ဝန်းကျင်ကြားရင်ရှက်စရာကြီးတမီးကဘယ်ကောင်နဲ့စကားပြောရမှာလဲဟိုအကောင်ကလည်းနောက်မိမနဲ့တမီးစီပြန်လာဖို့စိတ်မကူဘူးအဖေထင်ရတွေပြောမနေနဲ့အဖေကြောင့်တမီးတိတ်ခါတမီးကပြောဆိုငိုပါရောဒီတော့လေအဖိုးကိုစိတ်မကောင်းဒါဆိုညတော့ကကြားနေရတဲ့အတန်တွေကဘာလဲမဟုတ်ရင်ပြီးရောညကငါနာတဲ့စကားပြောတဲ့ကြီးကြားနေလို့ကြားမှာပေါ့ဟိုဘက်လက်ဖက်ရည်ဆိုင်ကတီဗီမှာညနေမှမြမအတန်ကမြန်မာကားလာနေတာတမီးကစောင့်အောင်ပြီးအနားကထွက်သွားတော့အဖိုးအိုတယောက်တည်းမျက်လုံးဝိတီတီနဲ့လမ်းမထက်ငေးပြီးကြံခဲ့တယ်ဒီလိုသားအဖနှစ်ယောက်တချီဖြစ်ပြီးကြရင်တမီးကလည်းအဖေကိုစကားဟာမပြောတော့ဘူးမနဲ့ရုံမသွားခင်ချက်ပြုတ်ခုခတ်ပြီးဇပွဲပေါ်မှာအုပ်ဆောင်နဲ့အုပ်သွားပေမဲ့ဖွယ်ရစကားမဆိုပဲအတန်တိတ်ဆန္ဒပြလိရှိတယ်နောက်တော့လဲမနေနိုင်တဲ့အဖိုးအိုကပဲစကားလိုက်ပြောရင်းနဲ့တိမ်နဲ့မတဲ့အတူနေဖြစ်နေကြတာပေါ့တမီးဖြစ်သူယုံသွားပြီဆိုရင်အဖိုးအိုလည်းအိယာထဲမှာပျော်လိုက်နိုးလိုက်အပေါ်အလေးထသွားလိုက်မမီမကန်ထွက်ကြတဲ့အခါထွက်ကြအုံဆောင်ကလေးဖွင့်တမီးစီစဉ်သွားတာ
ငိမ့်နာမငိမ့်နာကတဲ့တွေ့တာမတွေ့တာအသာထားအာဟာရဖြစ်ဖို့စားရတာပဲဒီအချိန်ထိတော့ဘာစားကျင်လဲဘာတော့မစားကျင်မှုမဖြစ်သေးတာဘာစားစားကရွန်းလိုက်နေသေးတာကံကောင်းတယ်လို့ဆိုရမှာပေါ့အစာဝင်းနေတဲ့အတွက်လဲအဖိုးအိုမှာယောဂကြီးကြီးမားမားမရှိခဲ့ဘူးကြိုက်တာခဲတာလမ်းမလျှောက်နိုင်လောက်အောင်လေးပင်နာတွေကတော့အိုနာလို့ဆိုရမှာပေါ့အဖိုးကိုသူ့ခြေထောက်ကိုငုံကြည့်ပြီးအခုတလောခြေထောက်တွေဖောင်းနေရောင်နေတယ်လို့ထင်လာတယ်စံစည်းရေကလေးနဲ့တိုင်းရင်းစေးအမှတ်ဘလောက်ပါလဲသမီးလာရင်မေးအောင်မအဲ့ဒါရောတော့မှဖြစ်မယ်ထင်တယ်အဖိုးရဲ့ခြေထောက်တွေကပြက်ပြက်ကားကားကြီးတွေဒီခြေထောက်ကြီးတွေနဲ့ပဲတွားခဲ့ရတဲ့ခကြီးတွေမနှဲပါလားမြေတိုင်းစရေးဘဝမြေတိုင်းအင်စပက်တော်ဘဝအဖိုးကိုဖျက်ဆီးခဲ့တဲ့ခကြီးကရှိသလောက်တောင်တက်တောင်ဆင်းတွေနဲ့ကြမ်းတမ်းခတ်ရှာမှုတွေတင်းကျပ်ပြည့်နေခဲ့တယ်တကယ်ဆိုအဖိုးကဒီမျိုးစာတိမဟုတ်ဘူးတထုံနဲ့ပေါင်မျိုးကြားလေတော်ရွာကလေးတရွာကတာမန်စင်းရသားကလေးတယောက်မျှတာပါပညာတော်တဲ့အဖိုးအိုဟာလေးတန်းမှာစကောလာရှစ်ပညာသင်ဆုရပြီးအင်္ဂလိပ်မြန်မာ9တန်းအောင်တော့မြေတိုင်းစရေးဝင်လို့ပြင်ဦးတွင်ကမြေတိုင်းကျောင်းကိုတက်မြေကိစ္စရာကိစ္စအမတော်ကြီးကိစ္စကျေးလက်တခွင်ပြဲပြဲစင်ရှောက်ခဲ့ရတဲ့လမ်းတွေမြို့ပြမှာမြေတိုင်းအင်စပက်တော်ဘဝအမှုထမ်းတော့လူဖြောင်းစိတ်တို့ရဲ့လို့နာမည်ရခဲ့တဲ့အဖိုးအိုဟာထမင်းတလုံးအတွက်သူတော်ဘာရဲ့ပင့်သက်အမောတွေကိုညှစ်မယူခဲ့တာသိကြတယ်မြေတိုင်းအရာရှိတယောက်ကွန်ပါတစ်ချက်ဟလိုက်ရင်ဒါတွေကိုတွေးရင်အဖိုးအိုရဲ့မျက်နှာဟာပြုံးကျင်ခြင်းဖြစ်လာတယ်သွားတွေမစုံတော့တဲ့အတွက်ပုံသဏ္ဍာန်ပြည့်ရွေးနေတဲ့နှက်ခမ်းဟာအဖိုးအိုရဲ့အပြုံးကိုပြပြပြင်းပုံပေါ်နိုင်မှာမဟုတ်ပါဘူးဒါပေမဲ့ပြုံးနေဆိုတာနှက်ခမ်းကပြုံးမှာမဟုတ်ဘူးစိတ်ထဲကပြုံးလဲဖြစ်တာပဲဟာအဖိုးကိုဒီအကြောင်းတွေးရင်အမြဲတမ်းလက်ပြတန်းတန်းပြုံးမိတယ်မြေတိုင်းအရာရှိတယောက်ကွန်ပါတစ်ချက်ဟလိုက်ရင်လေမြေယူမလားရာမြေယူမလားဘိုးဘွားပိုင်မြေယူမလားအဖိုးကိုခက်ကောင်းကြုံခဲ့ရပေမဲ့တော်ဖြောက်မှန်ကန်လိုတဲ့စိတ်ရင်းကြောင့်ညီတကွမပိုင်ရတဲ့အပြင်လုတ်ဖို့ကင်ဘတ်တွေရဲ့မျက်မုံးကျိုးမှုကိုအဖိုးအစ်စ်လက်ခံရရှိပါသေးတယ်ဒီအိမ်မှာထက်မြက်တွက်လက်တဲ့အမေအိုကြီးသာဥဆောင်မှုမရှိခဲ့ရင်အခုလက်ရှိနေတဲ့မြေကွက်ကလေးတစ်ကွက်တောင်ပိုင်ဆိုင်ခွင့်ရမှာမဟုတ်ဘူးအခုတော့လဲအိုမင်းမစွမ်းရှိလာချိန်ပိုင်တဲ့မြေကွက်ကလေးတစ်ကွက်ကိုပန်းရောင်ပြီးအတုံးစရိတ်ဆေးဘိုးဓာတ်စာဘိုးတွေအစားထိုးနေရတာပေါ့ကျေးဇူးကြီးလိုက်ပါပြီမင်းမင်းကြီးမရဲ့အဖိုးဟာတမန်နှစ်လောက်ကဆုံးသွားပြီဖြစ်တဲ့အမေအိုကိုအလွမ်းကြီးလွမ်းနေပါတော့တယ်နီးတကြက်ကြက်ဝေးတသက်ဆိုတဲ့စကားမှန်ပါရောလားအသက်ရှိစဉ်ကအမေအိုနဲ့သူနဲ့ကတိတ်ပြီးအစင်ချောလာတာမဟုတ်ဘူးအဖိုးအိုကစိတ်တူတူခွာကြကြအမေအိုကဆက်ဆက်ထိမခံအင်းလေသူလဲမူလာတန်းကျောင်းအိုဆရာမကြီးကျက်စုတော့မှမင်းမှုခဲ့သူကိုအိမ်မှာလက်ညှိုးတညွန်ညွန်နဲ့ဩဇာပေးရမှခြေနဲ့တာကလားမိမများဘာမဆိုအနိုင်ရမှအသာရမှဆိုတော့သူ့ဘက်ကရှော့တန်နေတဲ့လောက်တော့ရှော့ပါတယ်မရှော့တန်တာတွေလည်းခေါင်းမာမာနဲ့မရှော့တာလည်းဝန်ခံပါတယ်အဖိုးဟာအိယာကနေကုန်းယုံထပြီးအိတ်ခမ်းကနေအပြင်ဘက်ထွက်လာတယ်အိမ်ရှိအိမ်ကသူထိုင်နေကြပက်လက်ကလထိုင်ပေါ်မှာပြစ်ပြီးထိုင်ချလိုက်တယ်အမေအိုရှိစဉ်ကဒီလိုပက်လက်ကလထိုင်ပေါ်မှာပြစ်ပြီးထိုင်ချရင်အဆူခံရမှာတေးကြတယ်ဖြည်းဖြည်းလို့ပါဖိုးကြီးရဲ့ကို့ခန္ဓာကို့ဝိတ်ကိုလည်းကြည့်အောင်အဲ့ဒီလိုပြစ်ထိုင်ရင်ကလထိုင်ဖင်းဆုံးမြန်မှာပေါ့တခုစိုးလို့တခုလဲရရင်ပတ်စံကအကုန်အောင်မှာအမေအိုဟာအဲ့ဒီလိုအစားတစားရရင်မပြီးတော့ဘူးပက်လက်ကလထိုင်ထိုင်တာပဲကိုဖော့ထိုင်ရမယ်အတားချွေတာရွေးတရားတွေဟောနေလိုက်တာမပြီးတော့အခုတော့လေဒီအတန်ကလေးကြားကျင်တာတောင်မကြားရတော့ပါလားအတန်အေကန်းနိုင်ရပေါ်မှာချိတ်ထားတဲ့ဓာတ်ပုံတွေကနာရန်စင်းစင်းမျက်လုံးဖန်ဖန်လှလှပြီးတဲ့နှကမ်းမားတွေနဲ့ကြက်တရီရှိတဲ့မျက်နှာတစ်ခုအဖိုးအိုကိုစိုက်ကြည့်နေတယ်ဆူးရှာထက်မြက်တဲ့ဒီမိမရဲ့အကြည့်တွေဟာအဖိုးအိုရဲ့ဘဝတစ်ခုလုံးကိုပိုင်ဆိုးချုပ်ကန်ခဲ့တာနှစ်ပေါင်း40မကပါပဲပြောလို့ပြောတာမဟုတ်ဘူးအဖိုးကိုလက်ထပ်ခဲ့တဲ့မိန်းမ3ယောက်ထဲမှာအချောဆုံးအလှဆုံးပညာအတက်ဆုံးဉာဏ်ရည်အထက်မြက်ဆုံးဒါကြောင့်အဖိုးအိုကိုပညာရေးတပိုင်းတစားနဲ့တောရွာမှာနေတော့စောစောစီးစီးအိမ်အောင်ကြတယ်ကလေးတယောက်ရပြီးမိန်းမဆုံးသွားတယ်တိုက်စရေးဖြစ်တော့ကလေးတယောက်နဲ့ကတိနေတာနဲ့နောက်မိန်းမတယောက်နဲ့မိဘတွေကနေရာချပေးတယ်ဒီမိန်းမကလည်းကန်ဆိုးရှာတယ်တနစ်မကြဘူးဆုံးမြန်ရောအတန်းကိုတော့အဖိုးကိုလွယ်လွယ်ရခဲ့တာမဟုတ်ဘူးအဖိုးကိုဖန်ဘက်မှာတာဝန်ကြတော့ကော့လိုက်ဆိုတဲ့ရွာတရွာမှာကျောင်းဆရာမလေးအဖြစ်တာဝန်ကျလာတဲ့ဆရာမလေးကိုအတော်ကြီးပိုးပန်းခဲ့ရတာ
ကွင်းစင်းနေရတဲ့အတွက်အသားအရေကခက်မဲမဲကွန်စားပါဇက်ကခက်ရဲရဲနဲ့လူတယောက်ကိုခက်ချောချောပညာတတ်ကျောင်းဆရာမလေးအိမ်အောင်မအဖြစ်ရွေးချယ်ခဲ့တယ်ဆိုတာဖြစ်တောင်ဖြစ်ခဲ့ကိစ္စပါကျောင်းဆရာမလေးအတွက်မိဝေးဖဝေးအကာအကွယ်မဲ့တာရောအဖိုးအိုရဲ့ရိုးသားစိတ်ရှည်ဇွဲခတ်မှုတွေကပါပေါင်းစုဆိတ်စော်ပြီးသူတို့မင်္ဂလာပွဲကျင်းပဖြစ်သွားတာအဲ့ဒီတော့ကကျေးလက်တော်ရွာရဲ့မျက်နှာဖုံးရောက်ခမလောင်ကြီးကဘွားကြတယ်လို့နာမည်ကြီးနေပေမဲ့သူ့သမီးနဲ့တိုက်စီရေးကလေးဒါတောင်မုတ်ဆိုးဖို့နှစ်ခါဖိုးပြီးသားလူတယောက်နော်ဒီလိုလူနဲ့ရှော့ရှော့ရှူရှူသဘောတူလိုက်တယ်ဆိုတာတရွာလုံးအံ့ဩနှပန်းဖြစ်တဲ့ကိစ္စပါအမေသူ့မင်္ဂလာဆောင်မှာတီးဝိုင်းတွေဘာတွေပါတဲ့အပြင်အဲပရိသတ်ကိုကျွေမိုးပကံတစ်ချက်စီတောင်ကမ်းသေးတယ်နောက်တော့အဖိုးအိုတာဝန်နဲ့ဒီမျိုးကလေးကိုရောက်လာကျောင်းဆရာမလေးလည်းဒီမျိုးမှာပဲကျောင်းဆရာမကြီးအဖြစ်တာဝန်ကျဆယ်စုနှစ်တော်တော်များများကိုဖျက်ဆီးခဲ့ကြတယ်သူတို့မှာသားနှစ်ယောက်သမီးနှစ်ယောက်ပွားစီခဲ့တယ်သားနှစ်ယောက်သမီးတစ်ယောက်ကသူ့အိမ်အောင်နဲ့သူအငယ်ဆုံးသမီးလေးကသူ့အနားမှာအိမ်အောင်ကြတဲ့သမီးတစ်ယောက်သာအဝေးမှာသားနှစ်ယောက်ကတမျိုးတည်းနေတာဆိုပေမဲ့တနေ့တစ်ခေါက်မရောက်လာကြဘူးတနေ့တစ်ခေါက်မပြောနဲ့တပတ်တစ်ခေါက်ပဲထားပါဦးဖေးစီမလာသင့်ဘူးလားဒီမပြည့်စုံတဲ့တစ်ခုလက်နှမလေးနဲ့လွှဲထားတာမဟုတ်သေးဘူးနဲ့တူတယ်ဟူးအဘိုးကတက်ပြင်းလေဘူးလေးတွေခပ်ပြင်းပြင်းမှုတ်ထုတ်လိုက်တယ်ဒင်းတို့ကိုလူတစ်လုံးသူတစ်လုံးဖြစ်အောင်ကျွေးမွေးပြုစုရပညာသင်ပေးရလူသားစီနေနိုင်အောင်ထားရတဲ့ဝန်ထမ်းဘဝလင်မယားနှစ်ယောက်ရုန်းကန်ခဲ့ရတွေတောင်တက်ခရီးကအမောကြီးမောခဲ့တဲ့ရက်တွေကိုပြန်ပြောင်းမတွေးချင်ပါဘူးပညာစုံတော့ကျင်ရရှာလာသူတွေအတွက်မိဘဝတရားတာဝန်ကျေပွန်ခြင်းခဲ့မှုအပေါ်မှာတော့နောင်တမရချင်လှပါဘူးအစုံသာရှိပြီးအစံမရှိတဲ့မြည်ရည်စီးထဲမှာသူကိုယ်တိုင်လက်ပြကူးခဲ့ဘူးသားပဲလေသူ့တုံးကလည်းရွာမှာရှိတဲ့အမေကိုဘယ်မှာပြန်လှည့်ကြည့်နိုင်ခဲ့လို့လဲပရမအိမ်တော်ကကြံခဲ့တဲ့သားလေးကိုအမေတို့နဲ့တောမှာတွားထားတော့ကအမေမှမငြီးမညူပါပဲအမေချွေးမမွေးကနီးပြီလို့ရွာကလူကြုံနဲ့မှားလိုက်ရင်အမေကချင်းတောင်ကြီးဆွဲပြီးရောက်လာတော့တာချင်းတောင်ထဲမှာတောစာတောင်စာပိန်နေသည်ပါမယ်ကောက်လိုင်းတီမုတ်ပါမယ်ကောက်ညှင်းနှုတ်ပါမယ်ပဇွန်ညင်ပလင်းပါမယ်အဖွားလာရင်မြေးလေးတွေပြောကြတယ်ချွေးမမီးထွက်ပြီးရွာပြန်ရင်အမေကိုငွေကလေး30ကတော့လိုက်နိုင်ရဲ့လားဒီလိုကို့အဖြစ်နဲ့ရှင်တွေးလိုက်ရင်တားတွေအပေါ်ခွင့်လွှတ်လာနိုင်တယ်လွန်ခဲ့တဲ့နှစ်တွေကတော့ဘာအရေးလဲသူတို့မလာရင်ကိုသွားလိုက်ရုံပေါ့သူတို့အိမ်ရောက်သွားရင်သူတို့မှလည်းသူတို့ပြဿနာနဲ့သူတို့ဟိုသားကဆိုင်ငယ်ပူဇာရတာနဲ့ဒီသမီးကဂျော်ဒန်တို့ဆိုလားအဲ့ဒါမရလို့ခြေထောက်ဆောင်စိတ်ကောက်နေရတာနဲ့တီဗီရှိပြီးသားအိမ်ကအောက်ဆက်ရှိပြီးသားအိမ်ကကာရာအိုကေဆိုတဲ့ဆက် VCD တဲ့ DVD တဲ့ပေါ်ပင်တွေနောက်လိုက်နေကြတာအဖိုးအိုခေါင်းတောင်နောက်တယ်အဲ့ဒီတော့ကအဖိုးအိုဒုက္ကောက်နဲ့လိုင်းဆောင်နိုင်သေးတယ်တသက်လုံးသွားတဲ့ခြေထောက်တွေကအသက်ကြီးလာတာတောင်ဗရိတ်အုပ်လို့မရဘူးပင်စင်ယူပြီးတာနဲ့လူအိုယုံလှိမ့်ဆန်ဆေးဆရာများအတင်းတိုင်းရင်းဆေးဆရာများအတင်းမြို့မှာလုပ်တဲ့ရဟန်းတန်ဃာတွေရဲ့စာပြန်ပွဲအဖိုးမပါတဲ့အသင်းအဖွဲ့ပင်မရှိခဲ့ဘူးမနစ်ကအထိမလွန်ဆန်လူကန်ထွက်ရမှာပါတော့နာယကာကြီးအနေနဲ့စိုက်ကားပေါ်ကနေမိမ့်မိန်ကြီးမျက်နှာပြရုံဒီလိုလူမှုရေးလုပ်ငန်းတွေမှာလည်းတသက်လုံးလှုပ်ရှားလာခဲ့တော့ဒီလိုမသွားနိုင်မလာနိုင်တဲ့အနေအထားကအဖိုးအိုကိုအလွန်တရာစိတ်ပြည့်စေတယ်အခုအိမ်ထဲကအိမ်ပြင်မှာထွက်နိုင်တော့တာကြာပေါ့အိမ်ထဲကအိမ်ပြင်မပြောနဲ့အိတ်ခမ်းနဲ့အိမ်သားအိတ်ခမ်းနဲ့အေခမ်းတောင်အနိုင်နိုင်ထွက်နေရတဲ့ကာလမှာလူမိုကြီးအဖြစ်နဲ့အသက်မရှိကျင်တော့ပါဘူးအမေကိုမရှိတဲ့နောက်ပိုင်းအငင်းပွားပေါ်တိုးတိုးပြောပေါ်ဒီနေရာမှာတိုးတိုးပြောပေါ်ဆိုတာထက်ကြဲကြဲပြောပေါ်လို့ပြောရမယ်ထင်တယ်အဖိုးကသူနားမကြားသလောက်သူများကိုပြောတဲ့အခါအတန်ကြဲကြဲအော်ပြောလို့ရှိတာကိုဟုတ်တာမဟုတ်တာအပါထားညင်းဟဲခုံဟဲဆိုတော့အိမ်နွေးတာပေါ့အတူနေသမီးကမွေးတဲ့မြေးယောက်ျားကလေးကလည်းအိမ်မှာကူပေါ်လောင်ဘက်မရရှာဘူးကျောင်းကျူရှင်ကစားကွင်း TV ကိန်းဒီခေတ်ကလေးတွေအပြင်ထွက်အချိန်ဖြုံးမှုပစ္စည်းတွေကလည်းပေါ်ပါသူလဲသူ့အဖေလိုဖိုးလန်းကြိုက်ပါပဲသူ့တာဝန်ကသုံးရိတ်ခက်ရိတ်တာဝန်ရေတွင်းကရင်ငင်ပြီးပြီဆိုတာနဲ့ခေါ်မကြားအော်မကြားပြေးပါလေရောအမျိုးတစ်ချမ်းမစစ်ကလေးညီအကြောင်းတွေးလိုက်ရင်အဖိုးကိုစိတ်တွေအလိုလိုနူးညံ့လာတယ်ဒင်းအဖေလူဘောကျော်ကိုကြည့်မရပေမဲ့ဒင်းကိုတော့အဖိုးကိုချစ်တယ်ညီအနစ်ဆိုတဲ့သဘောထက်သူကိုယ်တိုင်ချီပိုးထင်းချောင်းပကတ်လွဲခဲ့ရတဲ့မြေကိုသားတွေကမွေးတဲ့မြေတွေထက်အချစ်ပိုတယ်ဆိုတာအဖိုးကိုဝန်ခံပါတယ်ဖိုးသားရဲ့ရုပ်ကလည်းသူ့အဖေရုပ်အတိုင်းချွတ်ဆွကြီးတူတာလေ
အဖေနဲ့အကျင့်မတူဖို့ကအရေးကြီးပါတယ်။ဒီအဖေရုပ်ကမင်းသားလှုပ်ရှားရင်ကြီးပွားမဲ့ရုပ်မင်းသားယူလိုအဆိုတော်ယူလိုနဲ့နောက်ဆုံးဘာမှဖြစ်ဖြစ်မောက်မဖြစ်ဖဲလူဘိုတက်တက်ဘဝမှာမိမလှုပ်ရှားအေးအေးဆေးဆေးထိုင်မစားဘူး။အရက်ကလေးတမြမြအဲ့သူပါအိမ်ရှာပြီးဖဲကရိုက်ချင်တကယ်စရိုက်ပြက်နဲ့ဥစနဲ့အဖိုးအိုနဲ့လာတွေ့တော့ဘာပြောကောင်းမလဲ။ရန်ဖြစ်မယ်ထင်သလားမဖြစ်ပါဘူး။အဖိုးအိုကသူ့တမက်ကိုအရာထားအယောဝင်ပြီးစကားတောင်ဟပြောတာမဟုတ်ဘူး။ဒီကောင်ခုနေမြအိမ်မော်ပြန်တက်လာလို့ကတော့အဖိုးဟာသူ့လက်ဆွဲတော်ဒုတ်ကောက်ကိုခတ်ဆာဆာလေးကင်မြောက်ကြည့်လိုက်တယ်။သူတစ်ပါးလက်တစ်ဖက်နဲ့တွန်းရင်တောင်ပြိုလဲသွားနိုင်တဲ့အနေအထားမှာအဖိုးကိုဒေါမှန်ထနေပုံကရေစရာကောင်းလွန်းလှတယ်။ဒီလိုပဲတစ်သက်လုံးတစ်ချိန်လုံးအာယုံနဲ့ရောက်လာသမျှနဲ့ဝီရော်ဒီဖြစ်နေတာနေ့စဉ်နဲ့အမျှပါပဲ။သူ့သမီးကအဖေအားနေရင်တောင်းအီတွေတွေးမနေနဲ့ပတိလေးပါလေးစိတ်တရားလေးပါလေးမှတ်ပေါ့။ပတိလားစိတ်ပါတယ်သမီးရဲ့အိမ်ငါရင်ပတိလွတ်ကြသွားတာတခုပါပဲပထန်းလဲအဖေရွတ်ပါတယ်အဖေပတိကြတော့လွတ်ကြပထန်းကြတော့တက်လေလေဒီကောင်မလေးဟာသူသမီးကဒီလိုအမှန်တွေဝေဖန်လိုက်ရင်အဖိုးအိုဟာပြုံးတုံးနဲ့သမီးကိုမှန်လေးရှိတယ်သမီးပြောတာလဲဟုတ်တုတ်အဖိုးအိုပထန်းကမလဲတဲ့ရက်မရှိဘူးတရားမှတ်ဖို့ဆိုတာကတော့စိတ်ကိုဖမ်းရတာဆိုတော့ပိုးမလွယ်သေးတယ်တန်တန်မာမာအရွယ်ကတန်လင်တောရတစ်ခေါက်မာစီတစ်ခေါက်ရောက်ခဲ့ပေမဲ့တရားအလုပ်ကထင်သလောက်ခရီးမပေါက်ခဲ့ဘူးအခုကျတော့စိတ်ကိုလိုက်ဖမ်းဖို့အဖိုးကိုအားမရှိတော့ဘူးစိတ်ကိုဖမ်းဖို့ထက်စိတ်ပြေးရနောက်အမောတကောလိုက်ပြီးအချိန်ဖြုံးမနေကြတော့တာအဖိုးဟာဘဝတစ်လျှောက်လုံးသူတစ်ပါးအပေါ်မှာမတရားမလုပ်ခဲ့ဘူးကံငါးပါးလုံအောင်ထိတ်တယ်တန်တိုင်းတစ်ပိုင်းအလူဒါနာကလေးတွေလုပ်တယ်ဒါဆိုရင်အပေတကားပိတ်ပြီပေါ့အဖိုးကိုလောဘမကြီးပါဘူးအပေတကားပိတ်ရင်ကျင်တတ်ပြီတခုပါပဲအသက်ကြီးလာလို့လားမသိဘူးဇာတိမြေကိုတတိရတယ်မောင်နှမတွေကိုတွေ့တာတယ်ရှင်းရှင်းပြောရရင်အဖိုးကိုရွာကမောင်နှမတွေနဲ့ပြန်နေခြင်းနဲ့အိမ်မက်ထဲမှာလည်းရွာကိုခဏပြန်ရောက်သွားလိမ့်ရှိတယ်သားသမီးတွေကိုတင်ပြတော့သားနှစ်ယောက်စီကအရင်အတန်ထွက်လာတယ်ဟာအဖေရွာမှာသွားနေလို့ဘယ်ဖြစ်မလဲအဖေနှမကျွန်တော်တို့အတော်တွေကအသက်80ကျော်ကုန်ပြီလေသူတို့တောင်ဝေးကူးနေရတဲ့အရွယ်ရောက်နေပြီအဖေကရိကထဝေယဝဇ္ဇတွေကိုဘယ်သူလှုပ်ပေးအောင်မလဲအတော့သားသမီးတွေမြေးတွေလှုပ်ပေးမှာမထင်နဲ့နော်ခြေကလူသေးကလူကိစ္စဘယ်စိတ်ရှင်မလဲနောက်ပြီးဒီမှာသားသမီးတွေရှိရတဲ့အဖေအိုကြီးတောပြန်နေရတယ်ဆိုတာကြားလို့မကောင်းပါဘူးပတ်ဝန်းကျင်ကသားတို့ကိုကဲ့ရဲ့လိုက်မယ်ဒီစကားကိုဘဝင်မကြလာပေမဲ့အဖိုးကိုခက်စိတ်စိတ်ပဲနေလိုက်ပါရဲ့ပတ်ဝန်းကျင်ကကဲ့ရဲ့မှာကိုတော့ကြောက်တယ်အဖေလာနေပါလို့တယောက်မှမခေါ်ဘူးသူတို့စင်ကျင်နဲ့သူတို့ပြေလို့တားကြီးအိမ်မှာကသူမိန်းမရဲ့အမေအသက်80အရွယ်လေဖြတ်နေတဲ့ရောက်ခမာကြီးရှိတယ်။တားငယ်အိမ်မှာတော့သူမိန်းမရဲ့အတော်လမ်းမလျှောက်နိုင်တဲ့အသက်80ကျော်အဖွားကြီးရှိတယ်။ဒီအကြောင်းပြချက်နဲ့ပဲအဖိုးကိုတာဝန်ယူဖို့ဟာအလိုလိုကိစ္စငြိမ်းသွားတော့တာ။တမီးငယ်ကတော့အဖိုးကိုချေးဝတ်သေးဝတ်တွေလျှော်ရလွန်းလို့ညင်းဝေလာတဲ့အခါအဝေးရောက်နေတဲ့အမဖြစ်သူကိုဒေါပွားတယ်လို့မတိပါသာမျက်နှာလွှဲနေတတ်တဲ့အကိုနှစ်ယောက်ကိုဒေါပွားတယ်လို့နဲ့အယောင်မွဲတန်ကြီးတဲ့နေရဟောင်းတွေကိုပဲပြင်းဟိ၆တွေ့စွာဖြတ်တန်းနေရတော့တယ်။မိအိုဖားကိုနဲ့အတူနေတယ်ဆိုတာအနေတက်မှာအတိမြတ်ရတာပါ။အနေမတက်စိတ်မထားတဲ့ရင်နေ့စဉ်နဲ့အမျှကုသိုလ်မရပဲအကုသိုလ်တွေကြည်ရနေတော့တာပေါ့။အသက်ကြီးလာတဲ့အခါအဖိုးအိုဘက်ကအနေတက်ဖို့လဲလိုတယ်။အဓိကကတော့တမီးအပေါ်နားလည်မှုရှိဖို့တယူတန်စိတ်တွေဖြောက်ဖို့လိုတာပါဒါကလည်းတက်တက်လုံးကအယိုးဆွဲလာတဲ့အမှုအကျင့်ဆိုတော့ဖြောက်နိုင်ခဲ့တာလေအဖိုးရဲ့ပင်ကိုစရိုက်ကခြံထဲကိုလူစိမ်းဝင်ရင်မကြိုက်ဘူးခြံတကားကိုဖွင့်ပြီးပြန်ပိတ်လူမပြောနဲ့ခွေးတွေကြက်တွေငှက်တွေတောင်မရဘူးအကောင်ပလောင်တွေဝင်လာလို့ကတော့အဖိုးရဲ့ခဲစာအမိပဲတမီးကသူ့အောက်တန်းစီလာစာကလေးနဲ့မလောက်ငှလို့အိမ်နီးချင်းကလေးတွေကိုစုပြီးစာတင်ပေးတယ်အပိုဝင်ငွေရှာတဲ့သဘောပါဒီလိုအရက်ထဲကကလေးတွေအိမ်ထဲဝင်လာရင်အဖိုးကိုမကြိုက်ဘူးစာလာတင်ရင်စာပဲတင်ခြံထဲမှာဟိုဒီမပြေးရမစော့ရစာမတင်ခင်အချင်းတုပ်တွေနေကြစည်းတွေစားပြီးအိမ်ညက်ပတ်အောင်မလုပ်ရစက်တီခုံတွေပေါ်မထိုင်ရအိမ်ထဲကပစ္စည်းတွေကိုနဲ့မဆိုင်မဲဟိုကိုင်းဒီကိုင်းမကြည့်ရအဖိုးရဲ့ပြင့်ကြံချက်တွေများလွန်းလို့သူသမီးเจ้าမှာเจ้าသားမမြဲဘူးတော်ယုံကလေးဟာပြေးတာပဲဒီလိုအလုံးဝင်ငွေကိုထိခိုက်စေတာမျိုးကအဖိုးကိုအပေါ်သူသမီးတစားစိတ်ကုန်လာတဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်
ကျန်တာတွေကတော့သမီးကို16နှစ်အရွယ်အပြိုကလေးလိုနေရာတကာလိုက်ပြီးစိတ်ပူစိတ်မန်းထင်ကြီးနဲ့အမျိုးမျိုးဆွဆွဲပြောဆိုဖြည့်ရှင်းရင်လက်မခံမဲအာယုံမအယူဆွဲတွေနဲ့တားအဖာနှစ်ယောက်တကြက်ကြက်ရန်ဖြစ်ကြအော်ကြဟစ်ကြဘလောက်ရန်ဖြစ်ဖြစ်အချိန်တန်လို့သမီးအိမ်ပြန်မရောက်သေးရင်အဖိုးအိုစိတ်ပူတာပါပဲဒီနေ့လဲရုံးစင်းချိန်လောနေပြီရောက်မလာသေးပါလားအဖိုးအိုဟာလမ်းမှာပဲလှည့်ပြီးသူသမီးဝင်လာမဲ့အိမ်အဝင်လမ်းစီမမိတ်မတုံကြည့်နေတော့တယ်လာကြပါဦးကဲကြပါဦးခေါ်လို့မရတော့ဘူးစကားပေးမရတော့ဘူးဆရာဝန်ခေါ်ပေးကြပါမြန်လေးခလန်းလန်းကမချိတင်ခဲ့အော်တန်ကြောင့်နိုင်မြင့်နေရကအဖိုးအိုကောင်းထောင်သွားတော့တယ်ဖယားမခင်ကြီးအတန်မလားသူတို့ခြံတဲ့တချံကျော်မှာမခင်ကြီးတို့အိမ်ရှိတယ်မခင်ကြီးမှာ80ကျော်80တန်းအဖွားကြီးတွေရှိလို့မကြာခဏအဲ့ဒီအိမ်မှာလူသေးတယ်အခုလဲအော်ငိုတန်တွေကြားနေရတယ်ဘသူသေးပြန်ပြီလဲမသိအဖိုးကိုပြူးပြပြဖြစ်နေတော့အိမ်ကိုတမီးရောက်ချလာတယ်တမီးကဒီကိစ္စတီလေးဟာမတူဘူးအေးဆေးဆေးပဲအိမ်ထဲဝင်လာတယ်ဟဲ့တမီးခင်ကြီးတို့အိမ်ကအတန်တွေကြားနေရတယ်ဘသူသေးပြန်ပြီလဲမသိဘူးတွားမေစမ်းဟင်အဖေဟုတ်လို့လားမဟုတ်ပဲမင်းမရင်အာနာစရာကြီးဟုတ်ပါတယ်ဆိုကြားလားအဖေကနားသိမ်မကောင်းလို့မသေးခွဲတာအခုမိုးနေတာမခင်ကြီးတမီးတွေအတန်မဟုတ်လားတယောက်ယောက်တော့ဘာဖြစ်တယ်မသိသူသမီးရုံးဝင်းဆောင်တောင်မလဲပဲမခင်ကြီးတို့အိမ်ဘက်ထွက်သွားတယ်မိနစ်20လောက်ကြာတော့သမီးပြန်လာနေပုံကခြေလမ်းတွေနှိမ့်ကန်လွန်းလို့အားမရဘူးဘသူဘာဖြစ်လဲအဖိုးကိုတိကျင်လာပြီသမီးဘသူတဲ့လဲဟိုရင်းအဖေဘူဘူလေးဘူဘူဆုံးတာဘာဘူဘူဆုံးတာဟုတ်လားဖယားဘလို့ဖြစ်တာလဲငယ်ရွယ်နဲ့ဟာအတက်တဲ့အဖေရဲ့သမီးကအတန်ရဲနဲ့ပြောပြီးအခန်းထဲဝင်သွားတယ်အဖိုးကိုလည်းစိတ်တက်ကြပြီးပလက်ကလေးထိုင်နောက်မိပေါ်ခေါင်းတင်မိဖြော့ထိုင်လိုက်တယ်ဘူဘူမခင်ငိမ့်သားအငယ်ဆုံးဘူဘူဟာရှိလာအသက်38နှစ်ပေါ့ဒီကောင်လေးကမိမနဲ့ကွဲနေတဲ့တခုလက်ကောင်ကလေးအလောက်အကင်လည်းမစိုးဘူးသူ့သမီးယောက်ျားဟောင်းစီစိတ်လည်မဲ့အတူတူဘူဘူနဲ့နောက်အိမ်တော်ထူမယ်ဆိုအဖိုးကိုကြည်နက်သဘောတူမယ်လို့စိတ်ထဲကမကြာခဏဆန္ဒဖြစ်မိတဲ့ကလေးကဘလို့ဟာအတက်ဖြစ်ရပါလဲအသက်90အရွယ်လောကကြီးအတွက်အသုံးမဝင်တဲ့သူ့ကိုတော့ရှင်သေမင်းကခေါ်ဖို့မေ့နေပြီးငယ်ရွယ်ဖြက်လက်ပြီးတန်မာသူတွေကိုအကျန်းအတန်ဆွဲခေါ်လေးရှိတာကြတော့ဘယ်တရားပါမလဲလောကကြီးဟာဘာမှအစိုးမရပါလားအဖိုးဟာဒုက္ခကိုအားပြုလို့ပလက်ကလေးထိုင်ကနေကုန်းယုံထပြီးအိတ်ခမ်းကရင်စီတရွေ့ရွေ့လျှောက်လာတယ်မွန်းကြက်ကြီးဖြစ်လာလို့ခေါင်းရင်းတကားကိုတွန့်ဖွင့်ပြီးဂရင်မော်အသာလှည့်ချလိုက်တယ်ခေါင်းအောင်လက်ထိုးထက်ဟိုစန်းဒီစန်းလှုပ်ရင်းနဲ့ခဏကြာတော့လက်ထဲမှာစိတ်ပရီးပါလာတယ်အဖိုးအိုရဲ့မတန်မာတော့တော်လဲမတုံရင်သေးတဲ့လက်တွေဟာပရီးတွေအပေါ်တရွေ့ရွေ့လှုပ်ရှားနေတယ်ဘာမှမမြဲတာကအနိစ္စတည်ကျင်တာတော့မတည်နိုင်သေးတာကဒုက္ခလိုချင်တာကိုမရမလိုချင်တာတွေရအစိုးမရမှုတွေကအနတ္တပရီးလုံးတွေတလုံးမီတလုံးရွေ့သွားအဖိုးအိုရဲ့စင်ကျင်တိတွေထက်ချက်မကွာကတ်ထားတာလီရဲ့အဖြစ်ဆိုးလာဤလားအမေဘလို့ဖြစ်ရမှလဲတာလီရဲ့ပြတင်းမောက်ဖွင့်ထားတဲ့အတွက်အစီအတားမဲ့ဝင်းလာတဲ့မခင်ချင်းရဲ့အော်ငိုတန်ဟာဒီတခါတော့လေတစ်နေလို့လားမသိအဖိုးအိုရဲ့နားထဲကိုတဲ့စူးစူးကြီးဝင်လာပါရောလားတခဏချင်းကြုံတွေ့လိုက်ရတဲ့သင်္ခါရတရားအပေါ်လက်မလွတ်ပြီးတော့အတိကိုထက်ချက်မကွာကတ်ထားလိုက်တယ်အနိစ္စဒုက္ခအနတ္တအနိစ္စဒုက္ခအနတ္တရှင်သေမင်းရဲ့တကားခောက်တန်သူ့ရှေ့မောက်ရောက်လာပါတော့တယ်ဘူဘူတရားပြလိုက်လို့လားမသိဘူးဒီတခါသူပရိစိတ်ရတာအတိကကပ်ပါနေတယ်ပရိကတဆင့်သူ့စိတ်ကိုနှာသီးပြားစီပို့လိုက်တယ်ဝင်လေထွက်လေဝင်လေထွက်လေရှူသွင်းရှူထုတ်နှာသီးပြားမှာထိတိကတ်ထားလိုက်တာထူးဆန်းစွာပဲခါတိုင်းလိုအာယုံကမထွက်ပြေးပဲခိုင်းတဲ့အတိုင်းနေလို့ရတာကိုတော့အဖိုးကိုဘာသာအံ့ဩနေမိတယ်နေခြင်းကိုလည်းမမှုတေခြင်းကိုလည်းမမှုပစ္စုပန်တဲ့ရှူမိချမ်းဝေ Beauty Magazine အမှတ်145မတ်လ2012ခုနှစ်လိုအပ်ချက်များကို
တီးခံပြီးနားဆင်ပေးကြတော့ညီကောင်မောင်နှမများအားလုံးဘေးကင်းရန်ကွာရှိကြပါစေ။